ပိုင်းရှင်းရဲ့အစမှာတော့နွေရာသီကုံဆုံးကနေချိန်မှာကျင်းပလေရှိတဲ့မီရှူမီပန်ပွဲတော်ရှိတဲ့အကြောင်းကနေဒါနဲ့ရန်တို့ကတော့ယူဂါတာလို့ခေါ်တဲ့ဂျပန်ရိုးရာဝတ်စုံလေးတွေကိုဒီနဲ့တာယာလှပတဲ့ညာချမ်းလေးတစ်ခုကိုအတူတူဖျက်ဆီးနေခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့အစိမ့်မြင့်တင်မှုတွေလုပ်ပြီးသွားတဲ့ ATC ကားကိုကနေဒါကတော့စမ်းသပ်မောင်းနေခဲ့ပါတယ်။ဘေးကနေလိုက်စီနေတဲ့အိုဂါရာကတော့အရင်ကတည်းကအများကြီးပြောင်းလဲသွားတဲ့ ATC ရဲ့အမြန်နှုန်းကြောင့်ကြာတော့မစီးနိုင်မဲနဲ့ထိတ်လန့်နေခဲ့ရပါတယ်။ကနေဒါကတော့သူစိတ်ကြက်မောင်းနေခဲ့ရင်းနဲ့ပဲ ATC ရဲ့လေခုခံအားကအရင်ကတည်းအများကြီးပိုမိုကောင်းသွားခဲ့သလိုအင်ဂျင်ရုံးအားကလည်းတီးတတာအစိမ့်မြင့်သွားခဲ့တာကြောင့်အိုကူယာမာရဲ့ပြုပြင်ဖန်တီးနိုင်စွမ်းကိုအလုံးမဲ့လေးစားနေခဲ့ပြီးတော့ချီးကျူးနေခဲ့ပါတယ်။ဒီမြန်နှုံးနိုင်တာဆိုရင်တော့နောက်လာမယ့်ပြိုင်ပွဲမှာရှုံးစရာအကြောင်းမရှိတော့ဘူးလို့ယုံကြည်ချက်အပြည့်နဲ့တွေးလိုက်ပြီးတော့ ATC ကားလေးကိုလည်းအမျိုးမျိုးဆက်သက်မောင်းနေပါတော့တယ်။ဒီလိုနဲ့လေ့ကျင့်မှုတွေပြီးသွားတဲ့ကနေဒါစီကိုလိုဆိုမီကရောက်လာခဲ့ပြီးတော့ ATC ကားကအရင်ကတည်းအများကြီးပိုကောင်းလာတယ်လို့ပဲမှတ်ချက်ပေးလိုက်ပါတယ်။ပြီးတော့လည်းသူမကမနေ့ကကိုကီကိုတွေးခဲ့တဲ့အကြောင်းနဲ့ကိုကီကလည်းသူ့ရဲ့ကားကိုအစိမ့်မြင့်ထားခဲ့တယ်လို့ပကင်ဘောင်ဝါကလည်းကားတစ်ကြီးနဲ့ပြိုင်တော့မှာဖြစ်လို့အခုလာမဲ့နှစ်လမ်းမောင်းပြိုင်ပွဲကအရင်ကတည်းပိုပြီးပြင်းထန်လာအောင်ပါပဲလို့ကနေဒါကိုလည်းသတိပေးနေခဲ့ပါတယ်။တစ်ဖက်မှာလည်းယာဂျီဘာကတော့အစိမ့်မြင့်ထားတဲ့သူ့ရဲ့ကားကိုဆက်သက်မောင်းနေခဲ့တော့မှာပဲ။နောက်ကနေမပ်တင်ရောက်လာခဲ့တဲ့ Aston Martin ကားကြီးကသူ့ကိုလျှက်ပြက်ကျော်သွားခဲ့တာကြောင့်နောက်ကနေလည်းအမိလိုက်နေခဲ့ပေမဲ့ဘလို့မှမရှင်းနိုင်ဖြစ်နေခဲ့ပါတယ်။မောင်းတဲ့သူကရမ်းကိုတော်နေသလိုကားကလည်းအလွန်စိတ်မြင့်နေတဲ့အကြောင်း MFG မှာနောက်တဲ့ထိပ်တန်းကားသမားတယောက်ရောက်လာပြီဆိုတာကိုတော့ရရှိပါတယောက်ကတော့သိလိုက်ရပါတယ်။နောက်ဆုံးမှာတော့ပြိုင်ပွဲစတင်ဖို့အတွက် qualify ပြန်ရမယ့်နေ့ကိုလည်းရောက်လာခဲ့ပါပြီ။ဒီလမ်းကြောင်းက21.8 ကီလိုမီတာရှည်ပြီးတော့အကွေးကောက်များတဲ့လမ်းပိုင်းနဲ့လမ်းပြောင်များတဲ့လမ်းပိုင်းဆိုပြီးနှစ်မျိုးရောနေတဲ့လမ်းကြောင်းတွေလည်းဖြစ်နေခဲ့ပါတယ်။ပထမဦးဆုံးစတင်ပြန်ရမယ့်သူကတော့ကိုကီဖြစ်နေခဲ့ပြီးတော့စထွက်ကလေးကအစိမ့်မြင့်ထားတဲ့သူ့ရဲ့ကားကိုအစွမ်းကုန်ဖိအားပေးပြီးတော့လည်းမောင်းနေခဲ့ပါတယ်။အိုဂါတာကလည်းဒါကိုကြည့်နေရင်းနဲ့အစင်းတွေရဖို့ရေပန်းစားနေတဲ့သူကအရင်ပြန်ရတာကြောင့်နောက်ကလူတွေအတွက်တော့ဖိအားများနေတော့မှာပဲဆိုတာကိုလည်းသိနေခဲ့ပါတယ်။ကိုကီကလည်းပထမဦးဆုံးပြန်ရတာဖြစ်လို့အကောင်းဆုံးဖြစ်နေမှရမယ်ပြင်ပကင်ဘောင်ဝါနဲ့ကနေဒါတို့ကမပြန်ရသေးတာကြောင့်အစွမ်းကုန်ကြိုးစားမောင်းနေခဲ့ပါတယ်။ကိုကီရဲ့အကျန်းသားမောင်းနေမှုတွေကြောင့်မနစ်ကစံချိန်တင်းထားခဲ့တဲ့အာခါဘရဲ့အချိန်ထက်တောင်ပိုမြောင်မောင်းပြနိုင်ခဲ့ပြီးတော့စံချိန်တစ်ခုကိုပါတင်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းအိုင်ဘာကကွာလီဖိုင်းပြန်ရမယ့်အချိန်ကြီးနေပေမဲ့လည်းပြိုင်ပွဲအပေါ်ကိုစိတ်မနစ်နိုင်မဲနဲ့အတွေးများနေခဲ့ပါတယ်။ဒီအချိန်မှာပဲကနေဒါစီကဖုန်းခေါ်လာခဲ့ပြီးတော့လှမဲ့ level 7အကြောင်းကိုရှင်းပြဖို့ကြိုးစားနေခဲ့ပေမဲ့အိုင်ဘာကတော့မင်းသူ့ကိုကြိုက်နေရလားဆိုပြီးတော့စကားကိုလည်းဖျက်ပြောခဲ့လိုက်ပါတယ်။ဒီတော့ကနေဒါကလည်းသူ့မလိန်နေတော့ပဲနဲ့ရန်ကိုတကယ်ကြိုက်နေတာကြောင့်အိုင်ဘာကိုလည်းတောင်းပန်နေခဲ့ပါတယ်။ဒါပေမဲ့အိုင်ဘာကတော့အခုဆိုရင်သူတို့နှစ်ယောက်ကရီသားလူဘက်တွေဖြစ်သွားခဲ့ပြီဆိုပေမဲ့လည်းကျန်တဲ့အချိန်တွေမှာတော့တငယ်ချင်းတို့ပြန်နေကြအောင်ဆိုပြီးတော့လည်းပြောလိုက်ပါတယ်။အိုင်ဘာရဲ့စကားတွေကြောင့်ကနေဒါတယောက်ကတော့ရင်ထဲအထိခံစားသွားရပြီးငိုနေခဲ့တာမို့လို့အိုင်ဘာကတော့အယူကလေးဆိုပြီးတော့စနေခဲ့ပါတယ်။အခုတော့သူတို့နှစ်ယောက်လုံးကအပြန်လဲနားလည်မှုတွေပေးနိုင်ခဲ့ကြပြီးတော့အရင်ကလိုတငယ်ချင်းတွေလည်းပြန်ဖြစ်သွားခဲ့ကြပါပြီ။ဒီကပြိုင်ပွဲဝင်ရမှာကတော့အိုင်ဘာဖြစ်နေခဲ့ပါတယ်။ပြိုင်ပွဲပေါ်ကိုအာယုံမဆိုင်နိုင်သေးတာကိုဂျိုကိုကလည်းမြင်နေရတာကြောင့်အာယုံဆိုင်ဖို့ချက်ပြလိုက်တာကိုအိုင်ဘာကလည်းသဘောပေါက်သွားခဲ့ပါတယ်။ဒီလိုနဲ့အမတ်စိန်ရတွက်လို့ပြီးတာနဲ့အိုင်ဘာကတော့တော်ဟူတို့မောင်းထက်သွားလိုက်ပြီးတော့ဒီလမ်းကြောင်းမှာသူ့ကိုရင်ခုန်အောင်လုံးမဲ့အကွေးတွေတိတ်မပါတာကြောင့်အချိန်ကုန်တင်ပြီးတော့လည်းမောင်းနေခဲ့ပါတယ်။အိုင်ဘာမောင်းထက်သွားတာကိုကြည့်ပြီးဂျိုကိုကတော့ပြိုင်ပွဲတိုင်းမှာသူမကိုလက်ဆောင်ပေးတတ်တဲ့အိုင်ဘာတခြားကားသမားတွေနဲ့မတူဘဲနဲ့သူမတော်တော်ရင်ခုန်စရာဖြစ်နေခဲ့တာကြောင့်အိုင်ဘာကိုလည်းစိတ်ဝင်စားနေခဲ့ပါတယ်။တစ်ဖက်မှာလည်းအိုင်ဘာကတော့ဘသူတွေကဘယ်ကားတွေကိုပဲပြောင်းနေသူကတော့ဂျမန်ထုတ်နေဆန် GTR လေးနဲ့ပဲအကောင်းဆုံးရှင်ပြိုင်နေခဲ့ပါတယ်။အခုတစ်ခါမှာတော့နိုဇိုမီကပြိုင်ပွဲဝင်နေခဲ့ပြီးတော့ကလပ်ပြိုင်ပွဲတိုင်းမှာမောင်နှမနှစ်ယောက်ကတော့အရင်တိုင်းပဲရန်ဖြစ်နေခဲ့ကြပြန်ပါတယ်။နောက်တစ်နေ့မှာရှင်ပြိုင်ကြတဲ့သူတွေအားလုံးမှာတော့ဖီယာတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ကားမောင်းတဲ့နေရာမှာပါရမီပါပြီးတော့ရန်ကိုထူးချွန်တဲ့ကိုကီတင်းထားခဲ့တဲ့ဆိုင်ရင်တစ်ကြောင်မှာကိုကီကသာအကြောင်းလမ်းမရှိမောင်းမြသွားခဲ့ပေမဲ့ကျန်တဲ့သူတွေအတွက်ကတော့အဲ့ဒီဆိုင်ရင်ကိုကြော်ဖို့ဆိုတာကဖီယာတစ်ခုလိုဖြစ်နေခဲ့တာကြောင့်အားလုံးကလည်းအခက်တွေ့နေခဲ့ကြပါတယ်။အခုလောလောဆယ်ကလပ်ပိုင်းပြိုင်ထားတဲ့သူတွေထဲမှာတော့ကိုကီကထိပ်ဆုံးကဥဆောင်နေခဲ့ပါတယ်။ကျင်းညာသူတွေကလည်းကိုကီရဲ့ဆိုင်ရင်တစ်ကြောင်တခြားကားသမားတွေအခက်တွေ့နေရပေမဲ့မနေ့ပြန်မှာတော့အပြောင်းလဲတစ်ခုဖြစ်လာနိုင်တယ်လို့လည်းပြောနေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကနေဒါကမနေ့ပြန်မှာပြန်ရမှာဖြစ်ပြီးတော့6ရက်မြောက်နေ့မှာတော့အာခါဘာနဲ့နောက်ဆုံးနေ့ကျရင်တော့ပကင်မောင်ဝါတို့ကပြန်ရမှာမို့လို့ဘသူတွေကဆိုင်ရင်တစ်တွေထပ်တင်အောင်မလဲဆိုတာကိုလည်းစောင့်ကြည့်အောင်မယ်လို့ကြေညာနေခဲ့ပါတယ်။နောက်တစ်ခါမှတော့ရန်ကတော့သူမရဲ့တကယ်ချင်းတွေပြောပြခဲ့လို့ကနေဒါကတနစ်ပြည့်ပြီးတာနဲ့အင်္ဂလန်ကိုပြန်တော့မယ့်အကြောင်းကိုလည်းသိသွားခဲ့ရပါတယ်။ပြိုင်ပွဲအတွင်းကစူညံတန်တွေကြောင့်ဂျင်ညာသူရဲ့ပြောစကားကိုအရင်ကမကြားလိုက်ရဘဲနဲ့
အခုမှသိလိုက်ရတဲ့ run ကတော့အရန်ကိုစိတ်ထိခိုက်သွားခဲ့ရပါတယ်ပြိုင်ပွဲကလည်းနောက်ထပ်2ပွဲပဲကျန်တော့တာမို့လို့အချိန်ကအရန်နှိကက်နေပြီဖြစ်တာကြောင့်သူမကတော့ရန်ကိုဝမ်းနေခဲ့ပြီးတော့ကနေဒါကိုလည်းထွက်မသွားသေးခြင်းခဲ့ပါဘူးကိုကီရဲ့စံချိန်တစ်ကြောင်အားလုံးကလည်းဖိအားတွေများနေခဲ့ရပါတယ်အစင်းမြင်ထားတဲ့ 86 နဲ့ကနေဒါကရောဒီတိုင်းချင်းကိုကြော်ပြတ်နိုင်အောင်မလားဆိုတာကိုတော့နောက်လာမယ့်အပိုင်းတွေမှာဆက်လက်စောင့်ကြည့်ပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးများတင်ပါတယ်